မိသားစုချမ်းသာပြီးအလိုလိုက်ခံထားရတဲ့ကောင်လေးတစ်ယောက်ဟာဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်နေတိုင်းကော်ဖီထုတ်ပြုတ်ချီပဲစားနေတာကိုသတိထားမိသွားတယ်။ဒါကြောင့်သူကရည်ရွယ်ချက်ရှိရှိနဲ့ပဲအဲ့ဒီကျောင်းသားရဲ့မျက်စိရှိတဲ့မှာဝက်သုံးထပ်သားဟင်းပကံကြီးကိုတွားချပြီးထိုင်စားပါတော့တယ်။သူတို့နှစ်ယောက်ကြားကကွာခြားချက်ကဆင်းရဲတဲ့ကျောင်းသားလေးကိုတိမ်ငယ်စိတ်ဝင်သွားစေတာမို့သူကရှက်ရှက်နဲ့ပဲသူ့ထမင်းမန်းကိုမပြီးဘေးဝိုင်းကိုရွှေ့ထိုင်လိုက်တယ်။ဒါပေမဲ့သူထိုင်လိုက်တာနဲ့တပြိုင်နက်နောက်ထပ်ချမ်းသာတဲ့ကောင်လေးတစ်ယောက်ကပြောင်းလဲနေတဲ့ကြက်ပေါင်ကြော်ကြီးနဲ့သူ့ရှေ့မှာလာပိတ်ထိုင်ပြန်ရောသူတို့ရဲ့လှောင်ပြုံးတွေကိုမြင်ရတော့ဆင်းရဲတဲ့ကျောင်းသားလေးခမများသူဘာမှလုံးမိလို့လဲဆိုတာကိုတော့မသိရှာဘူး။သူလုံနိုင်တာဆိုလို့ရင်ကျေးပြူငါစွာခေါင်းညှိပြပြီးသူ့နောက်ကဝိုင်းစီကိုထပ်ရွှေ့ဖို့ပဲရှိခဲ့တယ်။ဒါပေမဲ့သူလက်ထိုင်မှာတော့အဲ့ဒီဝိုင်းမှာအတန်းကောင်းဆောင်ကသူ့ကိုစောင့်နေနေတာကိုတွေ့လိုက်ရပြန်တယ်။ဆင်းရဲတဲ့ကျောင်းသားလေးကအမြန်ပဲထွက်ပြေးဖို့ထွက်လိုက်ပေမဲ့ဘေးပညာကနေအစောကလူချမ်းသာသားလေးနှစ်ယောက်ကညှက်ပိတ်ပြီးသားဖြစ်နေခဲ့ပြီးထိုင်ဆန်းမှာနေ့လယ်စာစားနေတာပဲဟာဘာလို့ဟိုပြေးရှောက်သွားနေတာလဲ။အဲ့ဒီအချိန်မှာသူဟာအသက်ခံရတော့မယ်တိုးသူငယ်လေးတစ်ကောင်လိုခံစားလိုက်ရပြီးသူတို့ရဲ့ဆေးထိုးနောက်ပြောင်မှုကိုခံဖို့အတွက်အတင်းကျပ်ထိုင်ခိုင်းခံလိုက်ရတယ်။ဒါပေမဲ့နောက်ထပ်ဖြစ်လာမယ့်အရာကသူ့ဘဝတက်တာလုံးမမေ့နိုင်စရာဖြစ်သွားလိမ့်မယ်လို့သူဘယ်တော့မှမတွေးခဲ့မိဘူး။သူတို့သုံးယောက်စလုံးကစပွဲတွေကိုတသားတည်းဖြစ်အောင်တွန်းကပ်လိုက်ပြီးအတန်းကောင်းဆောင်ရဲ့အချက်ပြမှုကိုစောင့်ကြည့်လိုက်ကြတယ်။အတန်းကောင်းဆောင်ရဲ့အမိတ်ပေးတန်လဲထွက်လာရောသူတို့သုံးယောက်စလုံးကသူတို့ဘန်းထဲမှာပါတဲ့အကောင်းဆုံးဟင်းတွေကိုဆင်းရဲတဲ့ကျောင်းသားလေးရဲ့ဘန်းထဲကိုဝိုင်းပြီးထည့်ပေးကြပါတော့တယ်။အဲ့ဒီလိုရုတ်တရက်ရလိုက်တဲ့ကျဉ်းနာမှုကကျောင်းသားလေးရဲ့နောက်ဆုံးကျန်နေတဲ့မာနတရားကိုရိုက်ချိုးလိုက်တယ်လို့ဖြစ်ပြီးမျက်ရည်တွေချက်ချင်းပဲဝေါ်ခနဲ့ကျလာခဲ့ရတယ်။ဒီလူချမ်းသာသားလေးတွေကသူ့ကိုလုံးဝအထင်မသေးကြတဲ့အပြင်အသိမွေးဆုံးနီးလန်းနဲ့သူ့ရဲ့တိတ်ခါကိုပါစောင့်ရှောက်ပေးခဲ့ကြတာကိုသူတကယ်ပဲမထင်မှတ်ခဲ့မိဘူး။အဲ့ဒီဆင်းရဲတဲ့ကျောင်းသားလေးရဲ့နာမည်ကရန်ဖန်လို့ခေါ်ပါတယ်။သူဟာအမှတ်၈ရကျော်ဆိုတဲ့ထူးချွန်ထက်မြက်တဲ့ရလဒ်နဲ့အမျိုးသားကာကွယ်ရေးတက္ကသိုလ်ကိုတက်ရောက်ခွင့်ရခဲ့သူပါ။ဒါပေမဲ့သူ့မိသားစုကဆင်းရဲလုံးလို့ရထားလက်မှတ်ဖို့တော့မတက်နိုင်ခဲ့ရှာဘူး။ဒါကြောင့်သူကကျောင်းမဖွင့်ခင်တလအလိုကလေးကအိမ်ကနေထွက်လာခဲ့ပြီးကျောင်းကိုသတင်းပို့ဖို့အတွက်အကွာဝေးကီလိုမီတာ800ကိုခြေကျင်လျှောက်ခဲ့ရတယ်။ဘိုက်စာရင်မှာကြောပြီးအေးဆက်နေတဲ့ပေါက်စီအေးတွေကိုကိုက်စားတယ်။ရေငက်ရေလမ်းဘေးကရေပိုက်ကောင်းကရေကိုတောက်တယ်။ကျောင်းဖွင့်ရဲ့အမိရောက်ဖို့အတွက်သူတစ်စက္ကန့်လေးတောင်မနားရဲခဲ့ဘူး။ကျောင်းမဖွင့်ခင်တရက်အလိုတခြားကျောင်းသားတွေကအဆောင်မှာအထုပ်ပိုးတွေနေရာချပြီးကျောင်းဖွင့်ဖို့အဆင်သင့်ဖြစ်နေချိန်မှာတော့ရန်ဖန်ကတော့ကျောင်းနဲ့10ကီလိုမီတာကျော်ကွာမှာအားကုန်ယုံပြီးရှောက်နေရတော့မယ်။သူ့ရဲ့အလုပ်ဖြစ်နေတဲ့ကတင်ကိုကြည့်ပြီးအဆောင်ဖော်တွေကလည်းသူတို့တခါမှမမြင်ဘူးသေးတဲ့ဒီထိတ်တန်းကျောင်းသားကြီးကျောင်းကိုမတွေးပဲမနေနိုင်ကြဘူး။ဒီရန်ဖန်ဆိုတဲ့လူကဘယ်သူလဲဟာနောက်ဆုံးသတင်းပို့ရမယ့်အချိန်ကမနက်ဖြန်မနက်9:00 နာရီလေ။သူဘာလို့အခုထိရောက်မလာသေးတာလဲ။တစ်ချိန်တည်းမှာပဲစီမံခန့်ခွဲရေးရုံးကလည်းရန်ဖန်ရောက်မလာသေးတာကိုသတိပြုမိနေတယ်။အကယ်၍တတ်မှတ်ချိန်အတွင်းသတင်းမပို့နိုင်ရင်ကျောင်းစည်းကမ်းအရသူ့ရဲ့ကျောင်းဝင်ခွင့်ကိုပယ်ဖျက်ရုံကလွယ်လို့ကျောင်းဘက်ကလည်းဘာမှတတ်နိုင်မှာမဟုတ်ဘူး။နောက်တနေ့မနက်ရောက်တဲ့အထိရန်ဖန်ပေါ်မလာသေးတော့အဆောင်ဖော်တွေပါစိတ်ပူလာကြတယ်။ဟိတ်ကောင်တွေငါတို့အဆောင်ကလူသား9 နာရီမတိုင်ခင်ရောက်မလာရင်တကယ်ပဲကျောင်းဝင်ခွင့်အပယ်ခံရမှာလား။ဒါပေါ့ကွာကျောင်းစည်းကမ်းဆိုတာနောက်ပြောင်နေတာမဟုတ်ဘူး။ပြီးတော့ငါတို့ကစစ်ဖက်ဆိုင်ရာပိုလောင်းတွေလေပိုတောင်စည်းကမ်းကြီးအောင်မယ်မင်းမမြင်ဘူးလားညွှန်ကြားရေးမှူးရှောင်းတမနက်လုံးအဆောက်အုံရှိမှလမ်းလျှောက်ပြီးစိတ်ပူနေတာမင်းတို့အတန်းထဲကတယောက်သတင်းမပို့ရသေးဘူးမလားရန်ဖန်ဆိုလားပဲအဲ့ဒီနာမည်အတိုင်းပဲသူတင်းမောလွင့်ပြီးထွက်သွားလို့အချိန်မီစိတ်ကမကတ်နိုင်တော့တာထင်တယ်ရန်ဖန်နာမည်မှာရွက်လွင့်ချင်းဆိုတဲ့အဓိပ္ပာယ်ပါတယ်အဲ့ဒီအချိန်မှာပဲရန်ဖန်တယောက်မျိုးလေးကိုနောက်ဆုံးတော့ရောက်ရှိလာခဲ့ပြီအချိန်ကုန်တက်တာအောင်လမ်းကြုံကားတစ်စီးကိုအကူအညီတောင်းပြီးစီးလာခဲ့ရတာဒါပေမဲ့ तू မသိတာကကျောင်းအနှံချင်းလုပ်ငန်းစဉ်ကပိတ်ခံနေပြီဆိုတာပါပဲညွှန်ကြားရေးမှူးခင်ဗျာအချိန်ပြည့်သွားပါပြီညွှန်ကြားရေးမှူးကသူ့အတွက်ရင်ထဲကနေတကယ်နှမျောစိတ်မကောင်းဖြစ်မိပေမဲ့ကျောင်းစည်းကမ်းကတော့ညှာတာခွင့်မရှိပါဘူးအဆုံးမှာတော့ तू ကစိတ်မကောင်းစွာနဲ့ပဲရန်ဖန်ရဲ့ကျောင်းဝင်ခွင့်ပဲဖြတ်သွားပေါ်မှာလက်မှတ်ရေးထိုးလိုက်ရပါတော့တယ်အဲ့ဒီအချိန်ကျမှပဲရန်ဖန်တယောက်အသက်ကိုမနှဲလို့ရှူရင်ကျောင်းတကားဝကိုရောက်လာခဲ့တယ်ဒါပေမဲ့ तू ကကျောင်းထဲကိုတမ်းမပြေးဝင်ပဲသူ့ရဲ့စုပ်ပြတ်နေတဲ့ pace ဖက်နဲ့အဆူကြီးကိုအိတ်ထဲမှာတိတိကျကျဝက်ထည့်လိုက်ပြီး तू ပိုင်ဆိုင်တဲ့တစ်ခုတည်းသောတန်ရှင်းတဲ့စနီကာဖက်နဲ့လေးကိုလဲစီလိုက်တယ်ပြီးတော့မှစီမံခန့်ခွဲရေးရုံးစီကိုအားကုန်ယုံပြီးပြေးတော့တာပဲလမ်းမှာ तू ကလူတစ်ယောက်ကိုအချိန်နဲ့ဝင်တိုက်မိသွားသေးတယ်ဟေးလူလမ်းကိုကြည့်ရှောက်စမ်းပါမျက်စိမပါဘူးလားနေဦးဒီလောက်နောက်ကျမှကျောင်းလာအပ်တဲ့လူရှိသေးလို့လားနေပါဦးဒါရန်ဖန်မဟုတ်ရပါဘူး तू မျိုးသားကာကွယ်ရေးအဆောက်အုံစီကိုပြေးသွားတာကိုမြင်တော့မှသူ့အဆောင်ဖော်တွေလည်းဒါဟာတလားလုံးနေရောညပါပျောက်ချက်သားကောင်းနေတဲ့ရန်ဖန်ဆိုတာကိုရိပ်မိသွားကြတော့တယ်တလားလုံးနေရောညပါမနာတန်ခီးနေလာခဲ့ရတဲ့ရန်ဖန်ဟာစာတင်ဆောင်သားရောက်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကအင်အားတွေအကုန်ကုန်ခန်းသွားခဲ့ပြီးမျက်စိရှိမှမှောက်မိုက်သွားပြီးသူ့စီကိုရှောက်လာနေတဲ့နီးပြတယောက်ကိုအချိန်ပြင်းပြင်းနဲ့ဝင်တိုက်မိပြီးလဲကျသွားပါတော့တယ်သူကချက်ချင်းပဲပြန်ထပြီးတောင်းပန်စကားတွေကိုထက်ခါတလဲလဲပြော